လက်ရှိပစ္စုပန်တွမဟုတ်ဖျားပေးတဲ့လက်ဆောင်ကိုနေ့စဉ်နေ့တိုင်းတတိပေးနေတဲ့စကားတစ်ခုရှိတယ် Yesterday is history, tomorrow is mystery, but today is a gift. That's why it's called the present. မနေ့ကဆိုတာပြီးခဲ့ပြီမနေ့ဖြန်ဘာဖြစ်မယ်မသိချအောင်ဒီနေ့ကအရေးကြီးတယ်ဒါကြောင့်လဲ present လက်ဆောင်လို့ခေါ်ကြတာတဲ့ present ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်နှစ်ခုဖြစ်တဲ့ပစ္စုပန်နဲ့လက်ဆောင်ကိုခိုင်နှိုင်းတင်စားသွားတာပေါ့အတိတ်ကလည်းပြီးခဲ့ပါပြီငါမလုပ်ခဲ့ရင်ကောင်းမှာမသွားခဲ့ရင်ကောင်းမှာမပြောခဲ့ရင်ကောင်းမှာတို့ဒီမဟုတ်ငါလုံးမိခဲ့ရမှာသွားမိခဲ့ရမှာပြောမိခဲ့ရမှာစသဖြင့်နောင်တရနေလို့လေပြောင်းလဲသွားမှာမဟုတ်ဘူးသင်ခန်းစာယူပြီးရှေ့ဆက်ကြရမှာပဲကျွန်တော်ထင်တယ် trauma ဆိုတဲ့စိတ်ထင်ရကင်းစင်တဲ့သူတော့လောကမှာမရှိလောက်ဘူးအကြောင်းတစ်ခုမဟုတ်တစ်ခုတော့ရခဲ့ဘူးကြတာပဲဒါကိုအဓိပ္ပာယ်ဖွင့်ရရင်အတိတ်မှာပြီးခဲ့တဲ့အရာတစ်ခုကိုလက်ရှိစီဆွဲခေါ်လာတာဟာ trauma ပဲဥပမာမိဘကြောင့်စိတ်ထင်ရရခဲ့တယ်မိဘအခုလုံးနေတာလားဆိုတော့မဟုတ်ဘူးရှိချင်မှတော့ရှိကြတော့မယ်သူတို့အရင်ကလုပ်ခဲ့တာတွေကကိုယ်6လက်နေတော့တိမ်ငယ်စီတော့ဖူးထိတ်စီတော့ဒီအတွက်စိတ်ထင်ရတွေကိုကုစားတဲ့နေရာမှာအသိနဲ့ပစ္စုပန်ကိုပိုင်းခြားနိုင်တဲ့သူဟာလွတ်မြောက်ဖို့ပိုလွယ်တယ်လို့ဆိုကြတယ် mindfulness ရဲ့အရေးကြီးမှုပေါ့ဒီလိုပြောလို့တရားထိုင်ရမယ်ပဲမဟုတ်ဘူးတခုခုမှဇံဝင်စားနေရင်လေစိတ်ကအတိတ်ကိုတိတ်မရောက်တော့ဘူးလေလက်ရှိပစ္စုပန်အခိုက်အတန့်ကိုပဲအဓိကအာရုံစိုက်နေဖို့လိုတာနောက်တစ်ပိုင်းကအနာဂတ်ကိုယ်နိုင်ငံအခြေအနေကိုကြည့်မလားကမ္ဘာကြီးကိုကြည့်မလားမရေရာမတိချာမှုတွေပြည့်နှက်နေတယ်လောလောလတ်လတ်ကြုံထားရတဲ့ငလင်ဘေးကိုပဲကြည့်အခုထိဒီငိုတန်နေရက်သွားရတာမဟုတ်ဘူးစနစ်ဆိုးနဲ့ရင်ဆိုင်နေရတော့ပိုဆိုးတာပေါ့နေ့စဉ်နဲ့ညရင်ဆိုင်နေရတဲ့လေချောင်းရံတွေအကြမ်းဖက်မှုတွေဘဝပြတ်မှုတွေအများကြီးကိုကြုံနေကြရတယ်မိသားစုပေါင်းများစွာတည်ခွဲရှင်ခွဲကွဲနေကြရတယ်ကိုနဲ့လက်သွဲခဲ့တဲ့ရဲဘော်ရဲဘက်တွေဘယ်နည်းဘာဖြစ်သွားမယ်မသိဘူးသူတို့တင်လားဆိုတော့မဟုတ်ပါဘူးကိုယ့်တက်ကိုယ်တော့အာမခံနိုင်တာမှမဟုတ်တာတရက်ချင်းစီကိုပဲအကောင်းဆုံးရှင်သန်ကြရတာပဲဘဝဘေးအခြေအနေကပစ္စုပန်ကိုလက်ဆောင်လို့သဘောထားရတဲ့ကာလတွေပါ။အော်ငါဒီနေ့ရှင်သန်နေသေးတယ်။ငါဒီနေ့မိသားစုနဲ့ရှိနေသေးတယ်။ငါ့ကိုဖခင်ကဒီနေ့အတွက်ထက်သုံးနေတယ်ဆိုပြီးကျေးဇူးတင်နေရတာမျိုးပေါ့။ပတ်စံနေစုထားလဲကုန်ပါပဲ။ဒီတော့သုံးသွားမယ်။ငယ်တော့ခရီးတွေရှောက်ထွက်မယ်။လူကျင်တာတွေဝယ်မယ်။ဘဝကိုတန်းအောင်နေမယ်။ဒီလိုတွေးကြတာတွေလည်းရှိတာပဲ။ဘဝကိုအတိတ်ပဲဖွင့်ပုံခြင်းမှမတူကြတာ။တို့တော့တစ်ခါတလေမှာတန်အောင်ဆိုတာချက်မှန်အောင်ဘယ်လိုနေသွားရမလဲဆိုတာကိုထည့်စဉ်းစားစေချင်တယ်အထူးသဖြင့်အခုလိုလူပေါင်းများစွာဒုက္ခအတီးရောက်နေတဲ့အချိန်မျိုးမှာပေါ့ပစ္စည်းဥစ္စာတွေထားစရာမရှိလောက်အောင်ချမ်းသာပေမဲ့မတော်မတရားတဲ့နည်းနဲ့ရခဲ့တာလားစီးစိမ်တွေခံစားရဖို့တက်လူဖြစ်လာတာဆိုရင်တော့ဂရုစိုက်စရာမလိုဒါပေမဲ့ကိုတယောက်ကောင်းစားဖို့အရေးလူအများဒုက္ခပင်လယ်ဝင်နေရတဲ့ဘဝလူဖြစ်ရကြုံနှက်ပါမလားပြန်စဉ်းစားကြည့်ဖို့ကောင်းတယ်လက်ရှိပစ္စုပန်ကိုလက်ဆောင်တစ်ခုတစ်ပွဲသဘောထားပြီးရှင်သန်နေဆိုတာမှကိုယ့်အတွက်ကြီးပဲကြီးဖို့မဟုတ်ပါဘူးမတည်မြဲတဲ့ပစ္စည်းဥစ္စာတွေကိုမတရားတစ်ပြည့်မရှာဖွေတော့ဘူးရလာပြီးရင်လည်းအတင်းဖက်တွေမထားတော့ဘူးစူဆောင်းတင်တဲ့လောက်စူဆောင်းမယ်သုံးတင်တဲ့လောက်သုံးမယ်မျှဝေတင်တဲ့လောက်မျှဝေမယ်ချစ်တဲ့သူကိုချစ်နေတဲ့အကြောင်းပြောမယ်မိဘနဲ့ကိုယ်နဲ့ချာအဆိုင်ခဲတွေရှိနေဖြေပြောင်းမယ်ကိုကခွင့်လွတ်ဖို့လိုရင်လည်းခွင့်လွတ်လိုက်မယ်တောင်းပန်မှုလိုရင်လည်းမာနကြီးထားမနေနဲ့ကိုယ့်ဘက်ကစားတောင်းပန်လိုက်အရေးမကြီးတဲ့ကိစ္စတွေအရေးမကြီးတဲ့လူတွေပတ်ဝန်းကျင်ရဲ့အထင်မြင်တွေကိုတိတ်နေရမပေးနဲ့အပြင်းလည်းမတင်နဲ့စိတ်လည်းမလီနဲ့အသက်ရှင်နေတော့လှုပ်တင်တာလုံနိုင်တာများများလှုပ်သွားယောဂတစ်ခုခုကြောင့်ကိုယ်မှာအချိန်တိတ်မကြံတော့ဘူးလို့တီးလိုက်ရတဲ့လူတယောက်ရဲ့ဘဝနေထိုင်ပုံဟာလုံးဝပြောင်းလဲသွားတတ်ပါတယ်တကယ်တော့6လပဲအသက်ရှင်တော့မယ်ဆိုတဲ့လူကိုစုပ်တက်နဲ့တနာနေတဲ့ကျွန်တော်တို့ကိုယ်တိုင်ကတူထက်အရင်လောကတွေကထွက်ခွာသွားရမလားတော့သိနိုင်တာမဟုတ်ဘူးဘဏ်အကောင့်ထဲကလက်ကျန်ငွေပမာဏလိုကိုယ်တတန်းနဲ့ကလက်ကျန်ရက်တွေကိုစစ်လို့မှမရပဲဒီအတွက်နေ့ရက်တိုင်းမှာချစ်ချင်းမြတ်တာမျှဝေပါနောင်တမရမှတည်ချတဲ့ရွေးချယ်မှုတွေကိုလုပ်ပါ
ချန်ထားခဲ့ခြင်းတဲ့အရာတွေကိုစူးစမ်းတည်ဆောက်ပါဒီလိုအဓိပ္ပာယ်ရှိရှိရှင်သန်မှပြစ္ဆုတ်ပံဖျားပေးတဲ့တကယ်လက်ဆောင်အစစ်ဖြစ်နိုင်ပါလိမ့်မယ်ဒေါက်တာဖြိုးတီဟာ